အားလုံးပဲမင်္ဂလာပါကျွန်တော်24ရနေပြောကြတော့28เนาะ24ရနေပြောကြ28ထိ28ထိမှာကျွန်တော်အခွေပြောမယ်เนาะအခွေက5468အဲ့ဒါကိုခွေမယ်5468ခွေမယ်เนาะခွေဘူးအဲ့ဒါကိုပြောတာသူကတပတ်စာတနင်္လာကနေပြောကြတော့တောက်ကြတိတပတ်စာသွားမှာ5468ခွေဘူးသွားမယ်เนาะပြီးတော့ဒါလက်ကျန်အနေနဲ့ပြီးခဲ့တဲ့တောက်ကြတော့ကကျွန်မခေါ်ထားတဲ့ခွန်နှလုံး complete ရှိရဲ့เนาะခွန်အလုံး complete ရှိရဲ့တောက်ကြညက်နေရဆိုရင်တကယ်တမ်းခွန်အလုံးကြာရမှာပေါ့เนาะသူတို့ကကြာမလာခဲ့ဘူးအလုံးကြာရင်ကြာမကြာရင် break ကြာရမယ်ဟာကကြာမလာခဲ့ဘူးဆိုတော့အဲ့ဒီကောင်ကအဓိက main ကကိုကဘာခေါ်လိုက်တာလဲဆိုရင်ဒီခွန်အလုံး complete ပေါ့เนาะခွန်အလုံး complete နဲ့ခေါ်လိုက်တဲ့အနေမှာ complete ကိုပို့ပြီးတော့အားတာတယ်ကျွန်မခေါ်တာပေါ့နော်ခွန်ဘရိတ်ပို့ပြီးအားတာရဲ့အတွက်အဲ့ဒီခွန်ဘရိတ်ကဒီတနင်္လာနေ့မှာနည်းနည်း view site ပေးနော်တနင်္လာနေ့မှာဘာ view site မှာလဲဆိုရင်တို့ပူးကောင်တတိထားရမယ်ပြီးရင်ခွန်ဘရိတ်တတိထားပေးနောက်တပတ်စာကြတော့5468ခွေမှာခွေဘူးအဲ့ဒါတပတ်စာကျန်တဲ့ကတော့ထုံးစံတိုင်းပဲရောင်းကက်ကတော့ဒီဗုဒ္ဓဟူးမကျော်ရောင်းကက်ရှိမယ်နောက်ပြီးတော့စိန်ခေါ်ထိတ်ရှိတယ်နောက်သုံးလုံးခွေရှိမယ်နော်ပြီးခဲ့တဲ့ဘက်ကတော့သုံးလုံးခွေကက်ကတော့ဖောင်းတယ်စိန်ခေါ်ထိတ်အောင်တယ်ဟူးမကျော်အောင်တယ်နော်သုံးလုံးခွေကက်ကတော့ဖောင်းသွားတယ်ဟုတ်ပြီအဲ့တော့နေ့တိုက်ကကြတော့24ရက်နေ့အတွက်တနေ့ကုန်ပေါ့နော်နေ့တိုက်ကကြတော့အချိန်က8:5เนาะအချိန်8:5ကို4:319အဲ့နဲ့ကတ်မယ်4:319เนาะအဲ့နဲ့ကတ်မယ်ပြီးအဲ့4:319ကခွေမယ်เนาะအဲ့တော့ good luck ပါ bye bye